ငါးခက်တင်တစ်ချက်ထားမယ်ငါးကိုအစင်တက်လောက်ထားပြီးတာအစင်တက်စီပူလာပြီဆိုမှတက်ချက်တန်နီလေးကိုစွန်လုံးလေးတက်မယ်ပြီးလို့ရှိရင်ရောင်ဒီမောင်နဲ့ထပ်ထည့်ပြီးတော့နီးရချီနည်းနည်းကြောပေးလိုက်မယ်ချမ်းတင်တစ်ချက်ဆိုတဲ့အတိုင်းချမ်းတင်တစ်များလေးအကြီးရောအသေးလေးကိုရောပြီးတော့နည်းနည်းလေးကျော်လိုက်မယ်စီရနည်းနည်းမဆိုးတော့ပဲထည့်ထားလိုက်စီရတိတ်မစားအောင်ဆိုတော့ဒါလေးကိုနည်းပြီးတော့တဲ့အချစ်ခဏတည်ထားလိုက်မယ်ဒီမေခန်းစင်းလေးတွေကတော့ဒီလိုလေးဖြစ်လာပါပြီဒါဆိုရင်ငါထည့်လို့ရပြီငါထည့်ပြီးနေတော့လေအုပ်ပြီးတော့ရေနည်းနည်းထည့်ပြီးတော့ရအုပ်ပါမယ်ရှင်ခန်းစင်းလေးတွေကအယောင်လေးတန်းနေရပဲလာခေါ်ဒီမှာငါလေးထည့်တယ်မဇပလင်လည်းပြားတော့ရိုက်ထည့်လိုက်တယ်အဲ့လေးကိုနန်းအောင်ခန်းစင်းတင်းနန်းအောင်မွေလိုက်အောင်မယ်ကဲအနစ်လေးကိုနှံ့အောင်ထည့်လိုက်တယ်ဒီမှာအနစ်လေးနှံ့လာပြီဆိုရင်ဒီဟာကိုလေရေနည်းနည်းထည့်ပြီးတော့လေအုပ်လိုက်မယ်ရေနွေးပေါ့နော်ရေနွေးပို့လေးထည့်ပြီးအုပ်လိုက်မယ်ကဲမဒါလေးကိုရေအနေတော့ထည့်ပြီးမှချက်ထားလိုက်အောင်မယ်ငါလေးချက်ထားတဲ့အချိန်မှာကျမဒီဘက်အချမ်းမှာကဖယုံသီးပေါင်းထားပါတယ်အခင်းကဖယုံသီးဝါးမချလာလိုက်တာဒါလေးစားမယ်ငါချက်နဲ့ဖယုံသီးပေါင်းနဲ့ကဲစုပ်လာပြီဆိုတော့နည်းနည်းလေးလမ်းပိတ်လိုက်အောင်မကြည့်အောင်ပေါ့နော်ရှင်မလာလိုက်ပါအောင်မရှင်ဘယ်တစ်ပတ်ပေါ့ကဲလမ်းပြီးသွားပြီဆိုတော့ဒီနေ့ချက်ထားလိုက်အောင်ဒီနေ့ခံရတဲ့တီအိုးမချအမွေးတောင်းနဲ့ဒါတော့ရပြီမီးပိတ်လိုက်တော့မယ်ငါချက်ထားတဲ့ချိန်မှာဒါပေါင်းထားလိုက်တာကဲရေလေးတင်းလေးဆိုတော့ကျွန်မရှမ်းနန်းရဲ့ချက်သွင်းရိုးရဲ့အဲ့တော့ထဲပြီးအုပ်လိုက်အောင်ရေခမ်းတဲ့အထိဒီပါလဲဆိုဒီရှင်းနေတော့အဖေဖေနဲ့ထဲရတယ်အဲ့ဒါတွေကလည်းအနံ့လေးငါးထဲမှာအနံ့ကောင်းတော့ပေါ့နော်ဒီကြမှာပဲကျွန်မဟိုအနံ့ပြင်ထဲโอเคရေလေးနေတော့လေခမ်းလာပြီဆိုတော့နန်းပင်လေးအုပ်လိုက်မယ်စားကြမယ်ဒီမှာစားကြမယ်နော်ဒီလိုချက်စားရပါလိမ့်ရှင်ကဲရပါပြီရှင်ဒီမှာ